ကောင်မလေးခင်ဗျာပန်းချန်တွေကဓာတ်လေးပေါ်မှာဦးကြောင်ကြောင်နဲ့ထိုင်နေတော့မထင်းမှတ်ပဲလူတစ်ယောက်ကတစ်ဖက်ချမ်းမှာအရှင်ပြင်းပြင်းနဲ့ဝင်ထိုင်ချလိုက်တာကြောင့်သူမခင်ဗျာအပေါ်ကိုလွတ်တာသွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီကောင်လေးကတော့ဖုန်းကိုပဲစိုက်ကြည့်နေပြီးဘာမှတော့သတိမထားမိပါဘူး။ဒါကိုကောင်မလေးကအကြီးကျယ်ဒေါထထွက်သွားပြီးကလတ်စားချေဖို့ကြံစီပါတော့တယ်။သူမလည်းအဝေးကနေအရှင်ယူပြီးဒန်းဖော်ကိုအားရပါရခုံချက်လိုက်ပေမဲ့ကောင်လေးကတော့အနှဲငယ်များတော့လွတ်မသွားပါဘူး။ဒေါထတွေပောက်ကွဲနေတဲ့သူမဟာဒန်းကိုအားကုန်လွှဲကြည့်ပေမဲ့လည်းကောင်လေးကတော့တုတ်တုံမြမလို့ပါဘူး။နောက်ဆုံးမှာတော့နောက်ထပ်တစ်ချိန်အဝေးကြီးကနေအရှင်အဖိနဲ့ပြေးလာပြီးအားကုန်ခုံချက်လိုက်ပေမဲ့ဘာမှထူးမလာခဲ့ပါဘူး။သူမလက်လျှော့ကိုလုံနေတော့မှပဲကောင်လေးကရုတ်တရက်မတ်တက်ရက်လိုက်တာကြောင့်ကောင်မလေးခင်ဗျာမြေပြင်ပေါ်ကိုဘုံကနေပုတ်သွားမှာတော့တယ်။အညိုတဲတွေနဲ့သူမဟာမိဘတွေကိုတွားတိုင်ဖို့စိတ်ကူးလိုက်ပါတော့တယ်။သူမစိတ်ဆိုးပြီးထွက်သွားတာကိုမြင်တော့ကောင်လေးကနောက်ကနေအပြေးအလွှာလိုက်လာခဲ့ပါတယ်။ကောင်မလေးကတော့သူတောင်းမှမလို့ထင်နေတာတကယ်တော့ကောင်လေးကသူ့ရဲ့ crash ကဘာလို့ message တွေပြန်မတော်တာလဲဆိုတာကိုပဲသိချင်နေခဲ့တာပါ။သူအငင်းခံထားတာမှရိပ်မိသွားတဲ့ကောင်မလေးကလှည့်ထွက်သွားဖို့လုပ်နေရင်းနဲ့မှပတ်စံရှာလို့ရမယ်နီလန်းကောက်တစ်ခုကိုရုတ်တရက်တတိယသွားပါတယ်။နင့်ရဲ့ crash ကနင့်ကိုအရင်ဆုံး message ပို့လာအောင်ငါလုပ်ပေးနိုင်တယ်လို့သူမကပြောလိုက်ပါတယ်။ဒါပေမဲ့အခခင်းငွေကတော့ American dollar 1000ပါ။သူတို့နှစ်ယောက်သဘောတူညီမှုရသွားပြီးနောက်သူမကသူတို့နှစ်ယောက်ရဲ့ထပ်နေတဲ့အရေးပုံလေးကိုရိုက်ပြီးပို့ပေးလိုက်ပါတယ်။မကြခင်မှာပဲသူကြိုက်နေတဲ့ကောင်မလေးစီကနေ message 3ဆောင်ဆက်တိုက်ရောက်လာပါတော့တယ်။ကောင်လေးကတော့အရန်တွေပြောသွားခဲ့ပြီးမြဲဒီကောင်မလေးဟာသူ့ crash ရဲ့ကလန်ကဆန်ရန်ပတ်ကြီးမန်းကိုတော့လုံးဝမသိရှာပါဘူး။သူ့ကိုလှည့်စားပြီးပတ်စံလေးရသွားတာကြောင့်ကောင်မလေးကတော့တိတ်တဆိတ်သဘောကျလို့နေပါတယ်။နောက်တော့ကောင်လေးဟာအဲ့ဒီမင်းကလေးစီကနေအမှန်တရားကိုသိသွားပြီးသူဂျာကြီးတစ်ထေးဖြစ်သွားမှရိပ်မိသွားပါတယ်။ဒေါသကြီးနဲ့သူဟာကောင်မလေးနောက်ကိုအတန်းလိုက်ပါတော့တယ်။ပြင်းရင်လွှိုင်းရင်နဲ့ကောင်မလေးခင်ဗျာချေချော်လဲပြီးဖက်နှက်ပါပျက်စီးသွားခဲ့ရပါတယ်။သူမရဲ့တနာစရာမျက်နှာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ကောင်လေးရဲ့ဒေါသတွေဟာရုတ်တရက်အေးပြောသွားခဲ့ပါတယ်။ကောင်မလေးကတော့ပျက်စီးသွားတဲ့ဖက်နှက်ကိုချွတ်ပြီးဘာမှမပြောဘဲထွက်သွားဖို့ကြိုးစားပေမဲ့ကောင်လေးကသူမကိုလှမ်းဆွဲထားလိုက်တာကြောင့်ပို့ပြီးတော့တောင်စိတ်ဆိုးသွားပါသေးတယ်။အဲ့ဒီနောက်ကောင်လေးကသူ့ရဲ့ခြေထောက်လေးကိုသူ့ခြေထောက်နဲ့တာတာလေးလာတွတ်လာတယ်။သူမကဗျာဦးကြောင်ကြောင်ဖြစ်သွားရပြန်ပါတယ်။ကောင်လေးကသူ့ရဲ့ဖက်နှက်ပေါ်ကိုသူမရဲ့ခြေထောက်လေးတင်ထားကိုအချက်ပြလိုက်ပါတယ်။ဒါကိုကြားပြီးနောက်မှာသူမလေးအလိုက်တင်လေးတင်ထားလိုက်ပါတော့တယ်။ပြီးတော့ကောင်လေးကသူမရဲ့ပခုံးလေးကိုဖတ်လိုက်တဲ့အခါသူမရဲ့နှလုံးသားလေးဟာတုန်ရင်သွားခဲ့ရပါတယ်။ငငယ်လေးကကစားပေါ်ကစားဘက်ဖြစ်ခဲ့တဲ့ဒီကောင်လေးဟာတနေ့မှသူမအပေါ်ဒီလောက်ထိကျင်းသားတယ်လာလိမ့်မယ်လို့ဘယ်တော့မှမတွေးခင်မိပါဘူး။